ဟုတ်ပြီမိတ်ဆွေတို့ဒီလိုမျိုးကာတွန်းဗီဒီယိုလုပ်ဖို့စိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကိုအစနဲ့အဆုံးထိကြည့်လိုက်ပါဟုတ်ပြီမိတ်ဆွေတို့ဒီလိုမျိုးကာတွန်းဗီဒီယိုလုပ်ပြီးတော့တလားကိုဝင်ရှာလို့ရတယ်နော်မိတ်ဆွေတို့စူးစမ်းသလောက်ဝင်ရှာလို့ရမယ်ဒီလိုမျိုးကာတွန်းဗီဒီယိုလုပ်ပြီးတော့ YouTube မှာပဲတင်ပေါ့နော် Facebook မှာပဲတင် TikTok မှာပဲတင်မိတ်ဆွေတို့ဝင်ရှာလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီလိုမျိုးကာတွန်းဗီဒီယိုလုပ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ ChatGPT လိုအပ်တယ်ပေါ့နော်ဒီ software လေးပေါ့နော်ဟုတ်ပြီကျွန်တော်အဲ့ဒီထဲဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြာတော့ကျွန်တော်တို့ ChatGPT ကို prompt ရေးခိုင်းရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လိုမျိုးဗီဒီယိုလုပ်ချင်လဲပေါ့နော်ကာတွန်းဗီဒီယိုလုပ်ချင်လားပေါ့နော်အိမ်ဗီဒီယိုလုပ်ချင်လား37ဗီဒီယိုလုပ်ချင်လားပေါ့နော်မိတ်ဆွေတို့လုပ်ချင်တဲ့အတိုင်းဒီမှာ prompt ရေးခိုင်းရမှာဖြစ်ပါတယ်နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် prompt တစ်ခုရေးခိုင်းလိုက်အောင်ပေါ့နော်ဟုတ်ပြီဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်သူကဒီမှာ prompt တစ်ခုကျွန်တော်ကိုရေးပေးလိုက်ပေါ့နော်ဟုတ်ပြီဒီ prompt ကိုကျွန်တော် copy ယူလိုက်မယ်ဟုတ်ပြီဒီကနေထွက်သွားလိုက်မယ်မိတ်ဆွေတို့ကျွန်တော် YouTube channel ကိုအခုဒီ subscribe မလုပ်သေးလဲ subscribe လေးလုပ်ထားပါဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဗီဒီယိုဖန်တီးဖို့အတွက်ကျွန်တော်တို့ Chrome browser ထဲဝင်ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီမိတ်ဆွေတို့ဒီ software လေးပေါ့နော်အဲ့ဒီထဲဝင်ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ search bar မှာ join chat လို့ရိုက်ရှာမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်က website မှာဝင်ရမှာဖြစ်ပါတယ်နော်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာရောက်လာလို့ရှိရင်ဒီမှာအပေါင်းမျိုးပုံစံလေးရှိတယ်ပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီအဲ့နေရာလေးကိုတစ်ချက်ထောက်ပါမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာပေါ့နော်မိတ်ဆွေတို့ကပုံလုံးမလားဗီဒီယိုလုံးမလားပေါ့နော်ဒီမှာပေါ့နော်မိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒီမှာ create video ပေါ့နော် create emoji ဒါပုံပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့နှိပ်ပြီးတော့ပုံလှုပ်လို့ရတယ်ပေါ့နော်ဒီအုံဆုံးကျတော့ကျွန်တော်တို့ဗီဒီယိုဖန်တီးလို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဗီဒီယိုဖန်တီးပြပါမယ်ဟုတ်ပြီကျွန်တော် create video ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ခုနက ChatGPT နဲ့ prompt တစ်ခု copy ယူထားတယ်ပေါ့နော်အဲ့ဒီ prompt ကိုကျွန်တော်ဒီမှာ paste လုပ်လိုက်မယ်ဒီနေရာလေးပေါ့နော် issue ကျွန်တော်တို့ဘယ်လို quality video ထုတ်ချင်လဲပေါ့နော် YouTube ပေါ်တင်မလား TikTok ပေါ်တင်မလားပေါ့နော်ဟုတ်ပြီကျွန်တော်ကူးထားတယ် prompt ကိုဒီမှာ paste လုပ်လိုက်မယ်ဟုတ်ပြီအဲ့ဒါပြပါလို့ရှိရင်ဒီမျှလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ခဏဆောင်ပေးရမှာဖြစ်ပါနော်ဒီမှာဗီဒီယိုလုပ်ဖို့အတွက်ကြတော့ကျွန်တော်တို့အရင်ကိုညှံပါတယ်ဒီက100ရာခိုင်နှုန်းပြည့်သွားလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုကတော့ရပြီပေါ့နော်ဒါတော့100ရာခိုင်နှုန်းပြည့်သွားအောင်ကျွန်တော်တို့ဆောင်ပေးရမှာဖြစ်ပါတယ်နော်ဟုတ်ပြီကျွန်တော်ဆောင်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာဗီဒီယိုရပြီပေါ့နော်ဟုတ်ပြီသူက9စက္ကန့်အထိလုတ်ပေးထားတယ်ပေါ့နော်အများဆုံးကြာတော့ဒီမှာမိတ်ဆွေတို့ကကြည့်လို့ရတယ်ပေါ့နော်9စက္ကန့်ပေါ့နော်ဟုတ်ပြီဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်ဗီဒီယိုကို play လုပ်ပြီးပြပါမယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဒီလိုပဲအလွယ်တကူနဲ့ကာတွန်းဗီဒီယိုဖန်တီးလို့ရပါတယ်ဟုတ်ပြီကျွန်တော်တို့ AI ကနဲ့ကာတွန်းဗီဒီယိုလုပ်မယ်နှိမ့်လာအတစ်တင်ဆက်ပေးပါမယ်မိတ်ဆွေတို့စိတ်ဝင်စားတဲ့ website မှာဝင်လုပ်လို့ရပါတယ်အလွယ်တကူနဲ့ဖန်တီးလို့ရပါတယ်နော်ဒီမှာကြိုက်တဲ့လောက်ဗီဒီယိုထောက်လို့ရတယ်ပေါ့နော်ပတ်စံတစ်ပြားမှာပေးစရာလည်းမလို credit လည်းကုန်ဖို့အကြောင်းမရှိဘူးပေါ့နော်ဒီမှာ credit လည်းဝယ်စရာမလိုဘူးနော်ဟုတ်ပြီ